မင်္ဂလာပါကျွန်တော်ကတော့ရွှေပေးပဲဖြစ်ပါတယ်ဒီကနေ့တော့ကျွန်တော်ကဘာသာတီးတီးမှရှိတဲ့ကျမ်းများအကြောင်းကိုပြောပြချင်တယ်မကြခင်လဲတမန်ကျမ်းစာကိုမြတ်နေ့ရက်ဆိုရောက်လာပြီးအသင်းတော်တီးတီးမှာကျမ်းစာရွတ်ဆိုပြိုင်ပွဲတွေကျင်းပကြတော့မှာဖြစ်တယ်ဆိုတော့ဘာသာတီးတီးကကျမ်းများအကြောင်းကိုပြောတဲ့အခါမှာဟိန္ဒူ၄ခိုင်းရှိတယ်ကျမ်းအရေးအတွက်မတူဘူးအဲ့နောက်ဗုဒ္ဓဘာသာလည်း၄ခိုင်းရှိတယ်ကျမ်းအရေးအတွက်မတူဘူးခရစ်ယာန်မှာဂိုင်းကြီး၃ခိုင်းရှိတယ်ကျမ်းအရေးအတွက်လုံးဝမတူဘူးအစ္စလာမ်ဂိုင်းကြီး၂ခိုင်းရှိတယ်အခြေခံတူတယ်နော်ဩဝါဒတွေကွဲတယ်ဆိုတော့သိရဒီအကြောင်းအရာတွေမပြောခင်မှာဘာသာတရားဆိုတော့လွန်ခဲ့သောနှစ်ပေါင်း3000ပါစပြီးပေါ်တယ် BC 1000ဒါဝိမင်းကြီးလက်ထက်ပေါ့အဲ့ဒီရဲ့အရှိနှစ်900ကိုမောရှေ Ten Commandments သိမှာပေါ့နော်ထို့အချိန်ကစပြီးစတင်ထုံးကားခဲ့ပြီးတမန်ကျမ်းစာကိုမောရှေကစတင်ရေးသားခဲ့တယ်တချို့လည်းပြောတယ်ဒီမတိုင်ခင်ကစာပေါ်တယ်လို့ပြောရင်ထို့မတိုင်ခင်ကအယုတ်စာတွေဖြစ်တယ်ဒီနေ့စလုံးနဲ့စနစ်တကျပေါ်တဲ့မောရှေ BC 1500နေပြီးမှ AD 100အတွင်းနှစ်ပေါင်း1600ကြာတမန်ကျမ်းစာကိုရေးသားခဲ့တယ်ထို့ချိန်ကလေးကဖျောက်တခန္တနာကိုးကွယ်နေပြီးအဲ့အရှိမဆက်သွားမယ်ဆိုအိုးအာဗြဟံအရှိမဆိုနောက်အာဒံထိဆက်သွားမှာဖြစ်တယ်ဟောဒီအကြောင်းအရာတွေကိုမပြောခင်ခုနက BC 1000ဟိန္ဒူဘာသာဆိုတော့ပေါ်ထွန်းခဲ့တယ်အချို့ကလည်းဟိန္ဒူဘာသာဆိုတာကဘာဦးကလေးကဘလို့ပြောအခုသူတည်တည်နေသမိုင်းပညာရှင်တွေနဲ့ဖော်ပြချက်ရဟိန္ဒူဘာသာဆိုတာက BC 1000မှစနစ်တကျပေါ်ပေါက်လာခြင်းဖြစ်တယ်ဟိန္ဒူမှာလည်းဂိုင်းကြီး၄ဂိုင်းရှိတယ်ဗိဒ္ဓနိုးကိုကိုးကွယ်သောဂိုင်းရှီဘာကိုကိုးကွယ်သောဂိုင်းမေတော်ကိုကိုးကွယ်သောဂိုင်းနတ်ဘုရားများကိုကိုးကွယ်သောဂိုင်းဆိုပြီးတော့ရှိတယ်သူတို့ကအခြေခံအားဖြင့်ကျမ်းပေါင်း140လောက်ရှိတယ်ဆိုတာကိုသိရပြီးတော့မှနောက်ဒီဂိုင်း၄ဂိုင်းကပြန်ကြည့်မယ်ဆိုရင်အခြေခံဒီဘီဒင်ကျမ်း၄ကျမ်းတူပြီးတော့ကျမ်းတဲ့ကျမ်းကိုကွဲတယ်ဆိုတာကိုလည်းသိရပါတယ်ဒါဟိန္ဒူဘာသာအဲ့နောက်မှာတော့ဗုဒ္ဓဘာသာ BC 900ဗုဒ္ဓကစာတစ်လုံးမှမရေးသားခဲ့ဘူးဗုဒ္ဓလွန်ပြီးနော်ဒီရာဇကြိုပြီးမှာတန်ခါတွေစုပြီးအာကုန်ဆောင်ခဲ့ကြတယ်ဗုဒ္ဓလွန်ပြီးတစ်လအကြာနှစ်တရာအကြာမှာဝေသာလီပြီးမှာယဟန်နေစုပြီးဒီကျမ်းကိုပြန်လည်ပြီးအာကုန်ဆောင်ထိမ့်သိမ်းခဲ့ကြတယ်ဆိုသိရတယ်နောက်နှစ်300ခန့်အကြာမှာအာသောကမင်းလက်ထက်ပေါ့ဒီပါတလိပုတ်ယဟန်နေစုပြီးတော့မှအာကုန်ဆောင်ခဲ့ကြတယ်ထိုအာသောကမင်းလက်ထက်မှာကဘာရရက်ကိုသာသနာပြုလို့စေလွှတ်ခဲ့တယ်ကိုတိုင်းကိုထာနေပေါ့သာသနာလည်းအောင်မြင်ခဲ့ပါအာသောကမင်းလိုပြီးအိန္ဒိယနောက်တက်တဲ့မင်းကဒီဗုဒ္ဓဘာသာနဲ့မခံတော့ဘူးဒါပေမဲ့သာသနာတော့မြန်မာလောထိုက်ကမ္ဘောဒီးယားအစရှိတဲ့ထုံကားသွားပြီသူတို့မှာကျမ်းစာအုပ်မရှိသေးပါဘူးအဲ့တော့ဗုဒ္ဓလိုပြီး458နှစ်အလွန်မှာတိရိလင်္ကာမှာမိမိနဲ့ယဟန်များကဒီပိဋကကျမ်းကိုပြုစုခဲ့တယ်အဲ့ဒီနောက်မင်းတို့မင်းလက်ထက်ကြောက်ပြားပေါ်ပြီးတဲ့အခါမှာဥနုလက်ထက်မှာတော့ဒီကဘာအေးမှာပြန်လည်ပြီးတော့မှပြုစုမှတ်တမ်းတင်ခဲ့တယ်ဆိုပြီးရဗုဒ္ဓဘာသာကိုကြည့်ရင်ဂိုင်းလေးဂိုင်းထေရဝါဒမြန်မာအခြေခံပါနော်ပြီးတော့မှမဟာယာနတရုတ်ဇင်ဗုဒ္ဓဂျပန်ဝဇီယယနာဆိုတာကိုတိဘက်ပေါ့ကျမ်းကြီးတွေမတူဘူးထေရဝါဒကတော့ကျမ်းစာအုပ်45အုပ်မဟာယာနကတော့အတွဲပေါင်း100ကျော်ရှိတယ်ဆိုသိရဇင်ဗုဒ္ဓကတော့သူကတော့ဒီကျမ်းထက်ကျင့်စဉ်ကိုဦးစားပေးတယ်ဆိုသိရပြီဝဇီယယနာကတော့အတွဲပေါင်း300ကျော်ရှိတယ်ဆိုတာကိုလည်းသိရပါတယ်အဲ့နောက် AD နဲ့ BC ကူပြောင်းကာလသခင်ယေရှုပေါ်ထွန်းခဲ့ပြီးသခင်ယေရှုလွန်ပြီးတော့နှစ်ပေါင်း900ကျော်ကြာမှာတမန်တော်မိုဟာမက်အဖြစ်ဒီအစ္စလမ်ဘာသာပေါ်ထွန်းခဲ့အစ္စလမ်ဘာသာမှာတော့အခန်းကြီးပေါင်း114ခန်းရှိတယ်အခန်းငယ်ပေါင်း6666ခန်းရှိတယ်ဆိုတာသိရတယ်သူတို့ကျမ်းကနော်သူတို့မှာဂိုင်း2ဂိုင်းရှိပေမဲ့ဒီကျမ်းကတော့တူတဲ့အခြေခံအဖြစ်ရှိဟိုင်းနဲ့ဆိုပြီးတော့ဒါပေမဲ့ဒီတမန်တော်မိုဟာမက်အဆိုမိတ်ဒုတိယကျမ်းမြတ်လို့သဘောလို့ထားတဲ့ဒီဩဝါဒတွေကတော့ကွဲလွဲတယ်ဆိုတာသိရအခုခရစ်
ရိယမှာကတော့အလုံးသိတဲ့အတိုင်းပေါ့နော်ဒီ Roman Catholic ဒီ Orthodox နဲ့ဒီ Protestant ဆိုဂိုင်းကြီး၃ဂိုင်းရှိတယ် Roman Catholic က90ရာခိုင်နှုန်းကျော်ခရိယန်ရဲ့နော်အများဆုံးဖြစ်တယ်သူတို့ကတော့83ကျမ်းရှိတယ် AD 300ကျော်နောက်ပိုင်းကွန်ဆာတန်ရောမဧကရစ်ဘုရင်အင်ပါယာဘုရင်ပေါ့နိုင်ငံပေါင်း40ကျော်အုပ်ချုပ်တဲ့ဘုရင်ခရိယန်ဖြစ်ပြီးတော့မှ900လောက်မှဒီ Roman Catholic ကအင်မတန်မှအားကောင်းတယ်တဘာသာဒီတကိုင်းကြီးအသင်းတော်တဘာဒီလို့ပြောလို့ရတယ်ကြီးထွားလာခဲ့အုပ်စိုးခဲ့ရတာမျိုးပေါ့ AD 1000ကျော်လောက်မှာတော့ Orthodox နော်ရုရှားတို့အီသီယိုပီးခွဲထွက်သွားတယ်သူတို့10ရာခိုင်နှုန်းကျော်ရှိပြီးတော့မှကျမ်းပေါင်း89ကျမ်းလောက်ရှိတယ်နောက်ဒီလိုနဲ့1500ကျော်ကြာတဲ့အခါမှာတော့ဒီမာတင်လူသာပေါ့နော်တမန်ကျမ်းစာနဲ့ဒီနေ့ Roman Catholic ရဲ့ကိုယ်ကွယ်ယုံကြည်မှုလွဲတဲ့အချက်65ချက်ကိုသူထောက်ပြသူကတော့ဆွေးနွေးဖို့ပါဒါပေမဲ့ဒီအာနာပိုင်တွေဖုန်းတော်ကြီးလည်းလက်မခံသူ့ဖန်ဆီးခဲ့တယ်ဒါပေမဲ့သူ့တပည့်တွေကသူ့ကိုပြန်ကယ်ထုတ်ခဲ့ပြီးသူပုံအောင်နေခဲ့ထို့ချိန်မှာတမန်ကျမ်းစာသူဘာသာပြန်ဆိုခဲ့တယ်သူ့ရဲ့ဖန်ဆီးမဲ့အကြီးကဲတွေမရှိတော့တဲ့အခါမှာသူထွက်လာပြီးတော့မှဒီတမန်ကျမ်းစာကိုပုံနှိပ်ဘာသာပြန်ထုတ်ဝေလိုက်တယ်အဲ့နောက်ပိုင်းမှာအင်္ဂလိကန်နောက်နှစ်ချင်း Methodist ဆိုပြီးပေါ်လာပြီးကျမ်းပေါင်းကတော့66ကျမ်းရှိတယ်ဆိုတော့သိရတယ်အဲ့ခါမှာနော်ကျမ်းပယ်အကြောင်းနည်းငယ်ပြောချင်တယ်ကျမ်းပယ်ကကျွန်တော်တို့ BC 200ဝန်းကျင်မှာရေးထားတဲ့9ကျမ်းကိုပယ်ပလိုက်တဲ့အကြောင်းကနံပါတ်1ထိုလူရေးသားသောသူတွေကသမိုင်းပညာရှင်တွေဖြစ်တယ်အထူးသဖြင့်မက်ကပီဒုတိယဆောင်သူသမိုင်းကိုအကောင်းဆုံးရေးတယ်အားနည်းခြင်းရှိရယ်နားလည်ပေးပါဆိုတော့လည်းထည့်ရေးထားပါတယ်ဒုတိယတစ်ချက်ကသခင်ယေရှုရဲ့ဩဝါဒတွေနဲ့လွဲတယ်လူကတစ်ခါတည်းသိပြီးစီရင်ခြင်းခံရမယ်ကောင်းမှုအပြင်ကောင်းရပုံကိုမရောက်နိုင်ဘူးစသဖြင့်ဒါပေမဲ့သူတို့သမိုင်းဆိုင်ရာရေးသားဖတ်ကြားလို့ကောင်းပါတယ်ဒါပေမဲ့သူတို့သမိုင်းဆိုင်ရာရေးတဲ့ထဲမှာဩဝါဒတွေပါထည့်ရေးတယ်အခုဆိုတော့နှစ်စဉ်တည်ဆုံးသွားသူတွေမီးထိုးနဲ့ဆူတောင်းပွဲတွေဘာရောက်လှုပ်ဆောင်ကြတယ်ဒါမှမလုပ်ရဘူးလို့မပြောပါအရန်ကောင်းတယ်သုတ်တန်30ခုနှစ်မှာလည်းတရားတော်သူအောင်းမိတော့ခါကောင်းကြီးပြီးတတ်၏ဒါလှုပ်ဆောင်လို့ရဒါပေမဲ့ကောင်းရပုံတို့ဆိုတော့ဩဝါဒလွဲသွားပြီနံပါတ်3ကသခင်ယေရှုမှစလို့တမန်တော်တွေထိုကျမ်း9ကျမ်းကိုးကားခြင်းမရှိဘူးပြီးဓမ္မဟောင်း39ကျမ်းလုံးကဒီဟေဘရဲလိုရေးတာထိုကျမ်းတွေက Greek လိုရေးတာပြီးမှဒီသမိုင်းပညာရှင်တွေရေးသားတာချင်းဩဝါဒအလွဲတွေပါတယ်ဟုတ်သခင်ယေရှုမှစလို့တမန်တော်တွေဒီကျမ်းတွေကိုမကိုးကားဘူးဆိုတာသိရတယ်နောက်တစ်ချက်ဒီကျမ်းတွေကသမိုင်းဆိုင်ရာတွေလွဲတယ်ကျမ်းစာတွေဖတ်ကြည့်ပြီးရင်ပေါ်ပညာစံတဲ့အကြောင်းအရာတွေလည်းပါတယ်ဥပမာနတ်ဆိုးကငါအသေးအဆုပ်မိရှို့ပြီးတော့မှထိုအငွေ့ကနတ်ဆိုးကြောက်တယ်အစရှိတဲ့အကြောင်းအရာတွေဖော်ပြထားတာတွေ့ရတယ်ဓမ္မဟောင်း39ကျမ်းကိုတော့ AD 90ခန့်ဂျမ်မယာကောင်ဆယ်ဆိုတော့ Israel ရဲ့အလယ်လောက်မှာရှေးဘိုးဘေးတွေပြုစုခဲ့တယ်ပြီးရင်AD 393မှာတော့ဒီ Hippo Council မှာဓမ္မသစ်29ကျမ်းကိုပြုစုခဲ့ပြီးတော့ဒီ66ကျမ်းပေါ့နော်ဒါကိုဂိုင်းကနာတကွာပြောတယ်ငါတို့သနာလို့နေတဲ့ကျမ်းစာဖတ်ရတာဒါပေမဲ့ Hippo Council အဲ့ချိန်မှာအသင်းတော်ဆိုတာတပါးတည်းရှိတာပါ AD 1500နောက်ပိုင်းမှာဒီကျမ်းကိုပြုစုတဲ့သူတွေကျွန်တော်နှစ်ချင်းထဲကကော Methodist အင်္ဂလိပ်ဘိုးဘေးတွေပါမှာပဲပေါ့နော်ထိုကျမ်းတစ်ခွက်တည်းရှိတာလေဆိုတော့ဒီလိုပြောလို့မရပါဘူးပေါ့နော်မိတို့ပင်ဆိုစေဒီတမန်ကျမ်းစာတရက်ကိုတနာရီလောက်အချိန်ပေးဖတ်မယ်ဆို2လကျော်ဆိုရင်တအုပ်ဖတ်လို့ပြီးပါတယ်နေ့ညမပြတ်ကြည့်ရှုဖတ်ရမယ်ကျွန်တော်ပြောနေကြတယ်ဆရာကြီးပီလီဂရင်အသက်100နီးမှကွယ်လွန်သွားတယ်သူပါနောင်တရတယ်သူတမန်ကျမ်းစာကိုဒီထက်ဖတ်သွားတဲ့နဲ့သူပြောကြားသွားတယ်အဲ့တော့သူဘယ်လောက်ဖတ်လဲတစ်နှစ်ကို9ခါပြီးအောင်ဖတ်တယ်ဆိုတော့တမန်ကျမ်းစာကိုစုပ်မယ်ဆိုဘဝလှပနေမယ်တမန်ကျမ်းစာတက်လင့်တယ်လို့ထိုသူရဲ့ဘဝမလှပဘူးပေါ့နော်ဒါကြောင့်မလို့ဒီနေ့တမန်ကျမ်းစာကိုကျွန်တော်တို့နေ့ညမပြတ်ကြည့်ရှုဖတ်လို့စင်ကြယ်နှလုံးသွင်းလဲအောင်မြင်တော့အသက်တာတည်တည်ဖြစ်စေကြောင်းနည်းငယ်မျှဝေပါတယောက်စီဖျားရှိကောင်းကြီးပေးပါစေ